ပတ်ပြေးနေတဲ့လိမ့်နေကြကိုအမှတ်နဲ့ရှုံးနေသွားခဲ့တဲ့ကျော်စွာဝင်းအခရာစပေါ့ကနေပြန်လဲပြီးကြိုဆိုလိုက်ပါတယ်135-147ရဲ့ flyweight တန်းမွေထိုင်းပွဲကောင်းတစ်ပွဲအဖြစ်ထိုင်းဖိုက်တာစမင်းထန်နဲ့မြန်မာဖိုက်တာကျော်စွာဝင်းတို့ရှင်မြန်ထိုးသက်ခဲ့ကြပါတယ်ဒီပွဲကပွဲမစခင်ကတည်းကလူပြောများခဲ့ကြပါတယ်စမင်းထန်က1မှာပွဲပေါင်းများစွာထိုးပြီးကျင်းလည်နေတဲ့အတွေ့အကြုံရင်းဖိုက်တာပါဒီလိုဖိုက်တာမျိုးကို1တပွဲပဲကစားထားရသေးတဲ့ကျော်စွာဝင်းတို့ဖိုက်တာနဲ့တွေ့ပေးတဲ့ပေါ်ဝေဖန်မှုချို့တဲ့ရှိခဲ့ပါတယ်ပွဲမတိုးခင်ဝိတ်ချိန်တဲ့အပိုင်းမှာလည်းပြောစရာတွေရှိနေခဲ့ပါတယ်ကျော်စွာဝင်းကတတ်မှတ်ဝိတ်တန်းတွင်းကိုအခက်အခဲမရှိဘဲဝင်ရောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့စမင်းထန်ကတော့ဝိတ်မချပဲကျော်စွာဝင်းကိုထိုးချေခွဲပေးပြီးတော့ဝိတ်အသာစီးနဲ့ကစားခဲ့ပါတယ်စမင်းထန်က1မှာအတွေ့အကြုံရင်းနဲ့ဖိုက်တာပြီးဘလို့ဆိုရင်နိုင်နေဆိုတော့ကိုကောင်းကောင်းကြီးနားလည်ထားတာပါပွဲကြောင့်ပြောရင်တော့ကျော်စွာဝင်းကစာကလေးကတိုက်စစ်ပွင့်ပြီးစမင်းထန်ကိုလိုက်ထိုးတာပါစမင်းထန်ကတော့ကျော်စွာဝင်းကိုရှင်ထိုးမိရင်ကြမယ်ဆိုတော့ကိုတီးလို့ကောင်းတာပဲကစားပါတယ်စမင်းထန်ရဲ့ကောင်တာကစားဟန်ကလည်းကောင်းမွန်ခဲ့ပြီးကျော်စွာဝင်းကျော်လာရင်လက်သီးချက်တွေနဲ့ထိထိမိမိပြန်လဲတုံ့ပြန်နိုင်ခဲ့ပါတယ်စိုင်ထိုးပြိုင်ထိုးကြတဲ့ဖိုက်တာချင်းဆိုကျော်စွာဝင်းကပြဿနာမရှိပေမဲ့ကောင်တာကစားတဲ့ဖိုက်တာနဲ့တွေ့တော့ရုန်းကန်နေခဲ့ရပါတယ်ဒါပေမဲ့ကျော်စွာဝင်းကတော့သွေးမကြောင်ပဲစိုင်ထိုးပြိုင်ထိုးပြခဲ့တာပါသုံးချီပြထိုးခဲ့ရပြီးကျိုးဝိုင်းတန်အားလုံးကစမင်းထန်ကိုပဲနိုင်ပေးခဲ့တာပါစမင်းထန်ကတော့စီးပေါင်တွေကနိုင်ပြီးတော့ညစ်တွန်းတိုးမိကစားသွားခဲ့တာပါကျော်စွာဝင်းတော်ဒီပွဲကနေအတွေ့အကြုံတွေအများကြီးရခဲ့တာကိုပဲကျေးဇူးတင်ရမှာပါကျော်စွာဝင်းအကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါပြီဗီဒီယိုလေးကဒီလောက်ပါပြီ1 Championship USA လက်ဝဲနဲ့ MMA အကြောင်းအရာအစုံတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ AKS Sport Page လေးကို follow နဲ့ subscribe လေးလုပ်ထားပေးကြဖို့မြစ်တာရက်ခံလိုက်ရပါတယ်